ခုရက်ပိုင်းဂျပန်မှာ hot ဖြစ်နေတဲ့သတင်းတစ်ခုရှိတယ်ဗောနော်အဲ့ဒါဘာလဲဆိုတော့ဂျပန်နိုင်ငံရဲ့အမျိုးသမီးမျိုးတော်ဝန်ကအိမ်အောင်ရှိအမျိုးသားစီပင်ဝန်ထမ်းနဲ့ဒီ lab hotel ကိုဗောနော်အကြိမ်များစွာဝင်ထပ်သွားလာခဲ့တဲ့ကိစ္စဗောနော်ဂျပန်နိုင်ငံရဲ့ lab hotel ဆိုတာကြောင့်ဘယ်လိုဟာမျိုးလဲဆိုတော့ဒီအတွဲတွေပဲလာကြတဲ့ hotel ပေါ့နော်နောက်ပြီးတော့အဲ့ hotel တွေကကျတော့အချိန်ပိုင်းနဲ့လာတဲလို့ရတယ်ဒီ business hotel တွေကျတော့သူက1ရက်စာတွက်ပြီးယူတာဖြစ်တဲ့အတွက်ဈေးကြီးတယ်ပေါ့နော်ဒီ lab hotel တွေကျတော့1နာရီဘယ်လောက်2နာရီဘယ်လောက်3နာရီဆိုဘယ်လောက်အဲ့လိုပုံစံမျိုးနဲ့တောင်းတာဖြစ်တဲ့အတွက်ဈေးလဲချိုတယ်ပေါ့နော်အဲ့ဒီ hotel တွေကျတော့အတွဲတွေလာတယ်ဒီအသက်ငယ်ငယ်ကနေမှအစပေါ့နော်50 60ဝန်းကျင်နေထိလာကြတဲ့ hotel ပေါ့နော်အဲ့လို hotel ကိုဝင်ထပ်သွားလာခဲ့လို့ဒီဂျပန်လူမှုကွန်ရက်တွေပါအခုရှင်တအားကိုနာမည်ကြီးနေတဲ့ကိစ္စပေါ့နော်ခုလစက်တင်ဘာလ24ရက်နေ့မှာပေါ့နော်သူဒီမျိုးတော်ကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတော့သူတို့တွေဒီ hotel ကိုသွားခဲ့တာဒီအချစ်ကိစ္စပေါ့နော်ဒီဟိုတင်းဟိုဟာကိစ္စတွေအတွက်မဟုတ်ဘူးဆိုပြီးတော့ညှင်းဆိုထားပါတယ်သွားခဲ့ရတဲ့အကြောင်းရင်းကတော့သူတို့တွေကဒီ hotel မှာအလုပ်ကိစ္စဆွေးနွေးဖို့အတွက်သွားတာနောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာအကြံပေးဖို့အတွက်သွားတာဆိုပြီးတော့ဆိုထားတယ်ပေါ့နော် Oh my god wow အဲ့ဒါပြီးတော့အခုလိုမျိုးပြည်သူတွေကြားမှာအထင်လွဲစရာကိစ္စတွေဖြစ်ခဲ့တဲ့အတွက်လည်းမြို့တော်ဝန်ကဝင်ချတောင်းပန်ပါတယ်ဆိုပြီးတော့ဒီသတင်းစာရှင်းလင်းပွဲမှာတောင်းပန်ထားတယ်ပေါ့နော်ဒါပေမဲ့ဒီမြို့တော်ဝန်ယာရုကနေနှုတ်ထွက်မလားမနှုတ်ထွက်ဘူးလားဆိုတာတော့မသိရသေးဘူးပြည်သူတွေကတော့ဝိုင်းပြီးတော့ကန့်ကွက်စာတွေပို့ထားကြတယ်လို့သိရပါတယ်နောက်ပြီးတော့အိမ်အောင်ရှိရဲ့သားနဲ့ဒီဖောက်ပြန်တဲ့အမျိုးသားပေါ့နော်အဲ့ဒီမျိုးသားစီပင်ဝန်ထမ်းကိုတော့ယာရုချော့ချထားတယ်လို့သိရပါတယ်ဒီမျိုးတော်ဝန်ကတော့ကူမာခရိုင်ကအသက်42နှစ်အရွယ်မြို့တော်ဝန်လို့သိရတယ်နောက်ပြီးတော့ဒီကူမာခရိုင်ရဲ့ပထမအဦးဆုံးမြို့တော်ဝန်လို့သိရတယ်ဒုတိယကမ္ဘာစစ်နောက်ပိုင်းဒီဂျပန်နိုင်ငံရဲ့အသက်အငယ်ဆုံးမြို့တော်ဝန်ဆိုပြီးတော့သိရပါတယ်နောက်ပြီးဒီမြို့တော်ဝန်ကအသက်ကလည်း42နှစ်နောက်ပြီးတော့ရှေ့နေဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒီ hotel ကိုသွားပြီးတော့အလုပ်ကိစ္စဆွေးနွေးတယ်ဆိုတာကတော့ဟုတ်မို့တော့မသိဘူးပေါ့နော်စားတောက်ဆိုင်နေကာရာအိုကေကန်းတွေကိုဘာလို့မသွားတာလဲဆိုပြီးတော့ဒီပြည်သူတွေဝိုင်းမိတဲ့အချိန်မှာတော့ဒီစားတောက်ဆိုင်နေကာရာအိုကေကန်းတွေကကြတော့စကားပြောရတာမလွတ်လပ်ဘူးပေါ့နော်မလွတ်လပ်တဲ့အပြင်ဒီအပြင်ကိုသူတို့ပြောတဲ့စကားတွေပေါက်ကြားသွားမှာစိုးရိမ်တဲ့အတွက်ဆိုပြီးတော့ဖြေကြားထားပါတယ်